ငါညီမနဲ့မပတ်သက်ပါနဲ့လို့ပြောတာဘယ်နှခါရှိပြီမင်းကဘလို့အကောင်မျိုးလဲဆိုတာအသိတယ်နော်မင်းနဲ့ငါညီမနဲ့တူလို့လားတန်လို့လား ဟေ့မင်းညမရတူလားတန်တယ်လားပြောအောင်မင်းညမဘာတွေပါနေလို့ကြောက်ပါလဲငါတို့ယူမဆိုင်ဘူးနော် နောက်တခါမင်းငါညီမနဲ့ပတ်သက်လို့ရှိရင်မင်းလိုကောင်မျိုးအုံဖွားဆိုပြီးတော့ဖျောက်ပလိုက်လို့ရတယ်ဆိုတာမင်းကောင်းထဲမှာမင်းမြတ်မှတ်တာကြားလားညမှာပြောတာဘယ်နှခါရှိအဲ့ကောင်နဲ့မပတ်သက်ပါနဲ့ဆိုတော့နဲ့နားမပါဘူးဟမ်ဘယ်တော့ကြောက်ကောင်းဒီ ဒီမလေးရတယ်မသိချင်ဘူးဒီမလေးဒီတော့သူ့ကိုချစ်တာပဲသိတယ် ငါဒီတော့ပြောနေတယ်ကြားရနင်ကရောင်းမမင်းစီထွက်ချင်ဟုတ်ဘာချက်အဲ့ဒီကောင်ကထောင်ထွက်တော့ရိုးထောင်တော့မဟုတ်ဘူးမတင်းဘူးနဲ့ထောင်ချပြီးထွက်လာတဲ့ကောင် ဒီမလေးအတိတ်ကြောင့်လည်းစိတ်ဝင်စားဘူးအခုဒီမလေးသူ့ကိုချစ်တာပဲသိတယ်ကိုကြီးဒီမလေးကိုလိုက်မလျှောက်ကြပါနဲ့ 你妈学会当不了的，人家傻逼，你人家也别搞我们说的，人家也别吵着了，俺错不错了都。လက်ကောင်ရမင်းတော့ငါတို့တဏီကုံပတ်ရှာနေလေရမင်းကဒီမှာလာနှက်နေဟဲ့လားဟုတ်တယ်ကိုလိုက်ရကိုလက်လိုက်ရှာတဏီကုံပဲဟေ့ရလက်ကောင်မင်းမျက်နှာတန်ရဘာဖြစ်လဲဘယ်ကောင်နဲ့ရံဖြစ် ဘာဖြစ်ရမှာလဲကိုမတော်သေးရဲ့ရောက်ကငိုးသက်ဆိုတဲ့ကောင်လည်းရန်ဖြစ်လာတာအော်ကျွန်တော်ထိုးလို့လိုက်တာ ဟာဒီကောင်က နေကိုခမောက်ခဏနေကိုမင်းအခုသွားလို့လေအကောင်အသားနာရောလွယ်ပြီးတော့ဘာမှဖြစ်မှာမဟုတ်ငါအသားနာသေးချင်တာမဟုတ်ဘူးကွာအသေးနာသေးချင်တာ ကိုကြီးကအရင်လိုပြန်မိုက်ရှင်းစမ်းပါနဲ့အဲ့ကောင်ကိစ္စကိုကျွန်တော်တို့ရှင်းလိုက်ဟုတ်တယ်ညီကြီးကမိုက်ဖို့ကသာလွယ်တာလိန်မာဖို့ကခက်တယ်ကွာ ငါလိမ်မာခဲ့ပြီကွာကြော်ချင်မှမကောင်းတော့တာအဲ့တော့ရုံမာကြတာပေါ့ကွာဟာချေလဲမဘာဖြစ်လဲ ဟုတ်တယ်ကိုင်းတရားခိုးထွက်လာတာကိုနဲ့ချင်းတဲ့ကိစ္စကိုကြီးကအတော်တင်းနေတာအခုတော့မှလေချစ်ကိုအိမ်နဲ့အိမ်မြေပြေးထွက်တာမဟုတ်ဘူးအခုလေကိုကြီးမသိခင်ဂရင်းဘောင်းကခုံချလာတာချစ်ကိုနဲ့မခွန်းနိုင်ကိုရဲ့ချစ်ကိုလေအဝေးဆုံးခေါ်သွားပေးပါလားယင် အာမစိတ်မူနဲ့နော်ဟိုဝေးဆုံးတနေရာကိုခေါ်သွားပြီရမင်းစီအဆင်မပြေတာ အာငါဆေးရ2နာရီ3နာရီလောက်အေးစေး ဟုတ်တယ်ညမမလုပ်ဘူးပါ ခေကောင်တို့မြကွာစားကြကြုံတော့မုတ်စိတ်ပြားဆွဲပြီပေါ့ဟာ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  ဟာဖေမင်းမြန်းလိုက်တာဟာ ညမှာပေါ့မဲကောင်မကကြိုးဆောင်လှုပ်ပြီးငါ့ကိုပါရဲလှုပ်လိုက်လို့ငါတခါရှော့ပလိုက်ပြီ ဟောမင်းကွာပြတော့ရောကုန်ရှုပ်အောင်တော့မှာပဲကွာချင်းရည်လား ငါကိုလာဘူးမပြောလားဘူးလက်မလားလာလေးမလား 哪里？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 啊？ မလေးတောင်းမှမတဲ့ကိုကြီးကိုကြီးကတော့နားမထောင်နဲ့လို့ဒီမလေးကလုံးမဖြစ်ရတာ တမရာငါညီမလေးတို့ကငါမချုပ်ချယ်ခဲ့ညီမလေးဒီလိုဖြစ်မှာမဟုတ်ဘူး ငါညီမလေးအခုလိုဖြစ်အောင်ဘာသူလောက်တာဟမ်ကိုရပြောလို့ 这个你给我等着，我之后，身不太冷了。 ညီမလေးဟာသူဘာပြရလဲညီမလေးက ငါညမလေးကိုအခုလို့အဖြစ်ဆုံးမျိုးနဲ့ကြုံအောင်ရောက်တဲ့မင်းတို့ညီကိုတောင်းရောက်ရော့အောင်သာပြေးငါမြေလံပြီးမင်းတို့တက်ကိုပြောင်းပြမယ်